ဒီနေ့ညမှာတော့အိမ်ပြန်ဖို့မျှော်လင့်နေတဲ့ကောင်မလေးနှစ်ယောက်ဟာကြောက်စရာကောင်းတဲ့အဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်ရတော့မှာပါ။သူတို့ဘာကြောင့်ဒီလိုအခြေအနေမျိုးရောက်လာရတာလဲ။အစကတော့အရာရာဟာတာယာနေခဲ့တာပါ။လမ်းဘေးမှာဂီတာတီးနေတဲ့ကောင်လေးတစ်ယောက်ကလှပတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ပြီးပထမဆုံးအကြိမ်အချစ်ကိုစတင်ခံစားလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီကောင်မလေးဖန်ကတော့သူ့ကိုသတိမထားမိခဲ့ပါဘူး။သူမဟာသူ့တငယ်ချင်းဖြူနဲ့အတူအိမ်ပြန်ဖို့ကားဆောင်ရင်စိတ်ပြတ်အားငယ်နေခဲ့တာပါ။ခဏအကြာမှာတော့ဖြူရောက်လာပြီးဖန်ကိုပွေ့ဖက်လိုက်တယ်။သူတို့နှစ်ယောက်ဟာအန်တီကြီးတစ်ယောက်နဲ့အတူအလုပ်သစ်အတွက်မြို့ကိုလာကြတာဖြစ်ပြီးအခုတော့ကားပြက်လို့လမ်းမှာပိတ်မိနေတာပါ။အန်တီကြီးကဖန်ကိုကလေးဘဝကလေးကတီးခဲ့တာမို့အခုလိုအရွယ်ရောက်လာတာကိုမြင်ရတော့ဝမ်းသာနေတယ်။မနက်ဖြန်ဆိုသူတို့အလုပ်ဆရာတော့မှဖြစ်ပြီးအိမ်ကိုပတ်စံပို့နိုင်တော့မယ်လို့လည်းပြောပြခဲ့တာပေါ့။ဖန်နဲ့ဖြူလည်းဝမ်းသာအားရနဲ့ဘန်ကားပေါ်တက်ပြီးအန်တီကြီးနဲ့အတူလိုက်သွားခဲ့ကြတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကတော့သူတို့ရဲ့ဘဝဟာအခုမှအမှောင်ဘက်ကိုစတင်ရောက်ရှိတော့မယ်ဆိုတာပါပဲ။အန်တီကြီးကသူတို့ကိုအလုပ်လုပ်ရမယ့်နေရာကိုခေါ်လာခဲ့တယ်။အဲ့ဒီနေရာကတော့ညဘက်ကလပ်တစ်ခုရဲ့နောက်ဖေးလမ်းကြားမှာရှိတဲ့အခန်းတစ်ခုဖြစ်ပြီးအလှပြင်ခန်းလိုမျိုးပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ်။အန်တီကြီးကဖန်နဲ့ဖြူကိုအလုပ်လုပ်မဲ့ကောင်မလေးတွေဖြစ်မိတ်ဆက်ပြီးတော့သူတို့နှစ်ယောက်လည်းအားတက်တရောကျေးဇူးတင်စကားပြောခဲ့ကြတယ်။အန်တီကြီးကလည်းစိတ်မပူဖို့နဲ့သူကသဘောကောင်းကြောင်းအလုပ်ကိုကြိုးကြိုးစားစားလုပ်ရင်ပတ်စံတွေအများကြီးရပြီးအိမ်ကိုပို့နိုင်လိမ့်မယ်လို့ပြောခဲ့တယ်။ဒီစကားတွေကသူတို့အတွက်မျှော်လင့်ချက်တွေပေးခဲ့တာပေါ့။ဒါပေမဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ဖန်နဲ့ဖြူတို့နှစ်ယောက်လုံးအံ့ဩတုန်လှုပ်သွားကြတယ်။အခန်းထဲမှာအခြားကောင်မလေးတွေဟာလှပတဲ့အဝတ်အစားတွေနဲ့မိတ်ကပ်တွေလိမ့်ချပြီးပြင်ဆင်နေကြတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာဒီပါဆိုတဲ့ကောင်မလေးတစ်ယောက်ကသူတို့ကိုအော်ကလေးမလေးတွေလာပြီလား။မျက်နှာလေးတွေကဖြူစင်လိုက်တာလို့လှောင်ပြောင်ပြောဆိုလိုက်တယ်။အန်တီကြီးကတော့ဒီပါကိုစူပူပြီးနှုတ်ပိတ်လိုက်တယ်။ခဏအကြာမှာတော့သူတို့ရဲ့အလုပ်ရှင်တထေးလို့ခေါ်တဲ့လူတစ်ယောက်ကဒီပါကိုရင်းရင်းနှီးနှီးပွေ့ဖက်ပြီးပတ်စံတွေပေးနေတာကိုတွေ့လိုက်ရတယ်။ဒီပါကလည်းတထေးကိုအစင်သင့်ဖြစ်ပြီးဖောက်တယ်လက်ခံဖို့သွားတော့မယ်လို့ပြောလိုက်တာကိုကြားလိုက်ရတယ်။ဖန်နဲ့ဖြူတို့ဟာအခုမှသူတို့ဘာအလုပ်လုပ်ရမယ်ဆိုတာကိုသဘောပေါက်သွားပြီးကြောက်လန့်တကြားနဲ့ဒီအလုပ်ကိုမလုပ်နိုင်ဘူးလို့အန်တီကြီးကိုညှင်းဆန်လိုက်ကြတယ်။အန်တီကြီးကတော့ဒေါသတကြီးနဲ့ဒီအထိရောက်လာပြီးမှဘလို့လို့အလုပ်မလုပ်ဘဲနေလို့ရမှာလဲလို့အော်ဟစ်ခဲ့တယ်။သူတို့နှစ်ယောက်ဟာဒီအခြေအနေကနေဘလို့မှရုံထွက်လို့မရတော့ဘူးဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲဟီးရိုးဆိုတဲ့ကောင်လေးတစ်ယောက်နဲ့သူ့လူတွေရောက်လာပြီးဖန်နဲ့ဖြူကိုအတင်းအဓမ္မဆွဲခေါ်သွားကြတယ်။သူတို့ဘလို့ပဲရုန်းကန်ပေမဲ့လည်းမလွတ်မြောက်နိုင်ခဲ့ပါဘူး။ဟီးရိုးရဲ့တထေးကသူ့ကိုဖုံးသိမ်းခိုင်းလိုက်တယ်။ဟီးရိုးကတော့စိတ်မသက်မသာနဲ့ဖုန်းကိုသိမ်းလိုက်ပြီးကောင်မလေးတွေနောက်ကိုလိုက်သွားခဲ့တယ်။ဒီကြေကွဲပွဲအဖြစ်ဆိုးကနေသူတို့လွတ်မြောက်နိုင်ပါမလားဆိုတာတော့